မင်္ဂလာပါ DJB Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာကျတော့နောက်ထပ်ပေါ့နော်ငွေဝင်စေတဲ့ ritual လေးတစ်ခုကိုထပ်မံပြီးတော့မှမျှဝေပေးခြင်းပါတယ်လူတို့တော်များများကကျတော့အခုချိန်ကာလမှာဆိုလို့ရှိရင်ပေါ့နော်ငွေနဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းပေါ့နော်ခက်ခဲတွေကြုံရတဲ့အရာတွေရှိတယ်အကြက်တဲတွေကြုံရတဲ့အရာတွေရှိတယ်အဆင်ပြေတဲ့သူတွေရှိတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကကြတော့အလုံးမလုံးပဲနဲ့ဒီအရာလုံးတာနဲ့ငွေဝင်တာလားလို့တချို့သူတွေကပြောလေးရှိတယ်ပေါ့နော်ဒါပေမဲ့အလုံးမလုံးပဲနဲ့တော့မရဘူးပေါ့နော်အလုံးတစ်ခုခုတော့လုံးနေဖို့လိုတယ်အလုံးတစ်ခုခုလုံးနေတဲ့ချိန်မှာဒီအရာ ritual လေးကိုလုပ်လိုက်တဲ့ချိန်မှာငွေတွေကလည်းဒီတက်ပို့ပြီးစပါတူပြီးတော့မှဝင်လာစေမှာဖြစ်တယ်ကိုပါအလုံးပဲလို့အလုံးနေတဲ့အလုံးမှာငွေတွေကအရင်ကတည်းပို့ပြီးတော့မှဝင်လာမယ်ကြံဖန်ပြီးတော့မှဝင်လာမယ်အလုပ်တွေသူများလာအပ်တာတို့เนาะငွေတွေပို့ပြီးတော့မှရလာတာတို့လစာတွေတိုးလာတာတို့ဒါမျိုးလေးတွေကိုကြုံရမှာဖြစ်တယ်เนาะဒါပေမဲ့ကိုယ့်ရဲ့ intention ကကြတော့ဘာလဲဆိုလို့ရှိရင်ယုံကြည်မှုရှိဖို့လိုအပ်တယ်ဒီအရာတစ်ခုတည်းကိုပဲအားကိုးတာမဟုတ်ဘူးကိုယ့်စိတ်ကိုယုံကြည်ရမယ်ကိုလှုပ်လိုက်တဲ့ ritual ကိုယုံကြည်ဖို့တော့လိုပါတယ်မယုံကြည်ဘဲနဲ့လှုပ်လို့ရှိရင်လည်းဘာမှထူးလာမှာမဟုတ်ဘူးပေါ့เนาะယုံကြည်မှုကအရင်ကြီးပါတယ်ဒါဆိုလို့ရှိရင်ဒီလိုစတင်လိုက်ကြရအောင်เนาะလိုအပ်တဲ့ပစ္စည်းတွေကကြတော့ကိုယ်အိမ်မှာရှိနေတဲ့အိမ်မှာမိဖို့ကြမှာသုံးတဲ့ပစ္စည်းတွေကိုပဲဒီချက်ကမျှဝေပေးလေးရှိတာဖြစ်ပါတယ်เนาะဆိုတော့လိုအပ်တဲ့ပစ္စည်းကကြတော့အနီရောင်လေးပေါ့เนาะအနီရောင်ဆိုလို့ရှိရင်ဒီအခုပုံမှန်ပြတာတဲ့ပါလွာတဲ့အနီရောင်မျိုးလေးရတယ်ဒါမှမဟုတ်လို့ရှိရင်အန်ပေါအနီလေးရတယ်ပေါ့เนาะစာအနီသို့မဟုတ်ပေါ့เนาะအဲ့လိုမျိုးတွေရတယ်ဒါပေမဲ့ပတ်စာအိတော့မဟုတ်ဘူးပေါ့เนาะအနီလေးကိုလိုအပ်ပါတယ်နောက်တစ်ခုကကြတော့တစ်ချပူအချောင်းရဲ့ပေါ်မှာပေါ့နော်ကိုလိုချီတဲ့ငွေပမာဏဒီရှယ်ကကြတော့ဒီမှာဒီ S 1000ပေါ့နော်အဲ့လိုမျိုးရေးပေးထားတာပေါ့နော်ကိုလိုချီတဲ့ငွေပမာဏကိုရေးပါပြီးသွားဆိုရှင်ဒီကရဝေးရွက်ကတော့မရှိမဖြစ်မပါမဖြစ်ပေါ့နော်ကရဝေးရွက်ပေါ်မှာဖီးဘူးပုံစံလေးကိုဆွဲပဲပြီးသွားပြီဆိုရှင်အဲ့ဒီအိတ်ထဲမှာအိမ်မှာသုံးဆောင်နေတဲ့ဆန်ပေါ့နော်ဆန်စီ6စီးကိုထက်ပါပြီးရင်ကျွေးစီ5စီးကိုထက်ထားမယ်နော်တစ်ချပူအချောင်းဆိုတဲ့ငွေကိုစီးဝင်စေတဲ့ရည်ရွယ်ချက်ဖြစ်တယ်ကရဝေးရွက်လည်းငွေကိုစီးဝင်စေတဲ့ရည်ရွယ်ချက်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဆန်စီးကကြတော့ပေါ်ကျော်ဝမှုပေါ့နော်ပေါ်ကျော်ဝမှုတွေပြည်စုံကျော်ဝခြင်းတွေကိုရည်ရွယ်တာဖြစ်တယ်ငွေကကြတော့ငွေကိုဓာတ်ရိုက်တဆင်ခေါ်တယ်လို့မျိုးငွေ5စီးကိုထက်ထားဖို့လိုအပ်ပါတယ်ဒါလေးကိုလုပ်ပြီးတော့မှကိုယ့်ရဲ့ပတ်စံအိတ်လေးထဲမှာစောင့်ထားမယ်ဆိုလို့ရှိရင်ကိုပေါ့နော်ဈေးရောက်တဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့ကောက်တာနော်အန်ဆွဲတို့အဲ့လိုမျိုးလေးမှာထည့်ထားမယ်ကိုငွေထားတဲ့နေရာတွေမှာထားမယ်ဆိုလို့ရှိရင်တော့ငွေတွေကကြံဖန်ပြီးတော့မှကိုယ့်စီကိုဝင်လာစေမှာဖြစ်ပါတယ်ရှင်เนาะဆိုတော့အဲ့ဒီအရာလေးကိုတိတိကျကျလေးနဲ့ရိုးရိုးကြီးကြီးနဲ့လုပ်ပါကိုလုပ်နေတဲ့ချိန်မှာကိုယ့်ရဲ့ intention ကလည်းငါးစီကိုစက်ကြော်ရာကြီးကပိုးလာပြီးတော့ငွေတွေအဖက်ဖက်ကနေပြီးတော့မှကြံဖန်ပြီးတော့ငါးစီကိုပျော်ရွှင်စွာနဲ့ဝင်လာနေပြီဆိုတဲ့ခံစားချက်လေးကိုထည့်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်မိတို့စီကိုငွေတွေကတကယ်လက်တွေ့ချက်ကိုပျော်ရွှင်စွာနဲ့စီးဝင်လာစေမှာဖြစ်ပါတယ်ရှင်เนาะဒါဆိုလို့ရှိရင်တော့တတိချာချာလေးနဲ့အာရုံလေးစိုက်ပြီးတော့မှလုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေရှင်နောက်တဲ့ဗီဒီယိုဖိုင်မှာပြန်ဆိုကြ